ဖိုဒန်ကိုပါမာတို့နဲ့အတူနာမည်ကြီးကစားသမားတို့ကဘာဖလားအတွက်အင်္ဂလန်လူစင်းကနေချန်လက်ခင်အားလုံးပဲမင်္ဂလာပါလင်ခတ်စပေါ့စာပေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဘာဖလားအတွက်အင်္ဂလန်တင်းရဲ့ပြီးသက်ကစားသမား26စင်ထွက်ပေါ်လာပြီးမှတော့သောမတ်တူချက်ရဲ့ကစားသမားရွေးချယ်မှုကိုကြိုက်တဲ့သူတွေရှိသလိုမကြိုက်တဲ့သူတွေလည်းရှိနေပါတယ်ဘာလို့လဲဆိုရင်အင်္ဂလန်လူစင်းမှာရွေးချယ်ခံရတဲ့ကစားသမားတို့ကိုတူချက်တယောက်မရွေးချယ်ခဲ့လို့ပါလက်ဝဲစင်တင်းကနေတူချက်ချန်လက်ခဲ့တဲ့ကစားသမားတွေကတော့နစ်ပုတ်အာနိုလူရှော့မကွိုင်းယာလူဝစ်ကီလီဖိုဒန်ကိုပါမာအတာမာတန်မော်ဂန်ကစ်ဝိုက်နဲ့ဘိုဝင်တို့ဖြစ်ပါတယ်ဒီထဲမှာလူပြောများစုနဲ့ဝေဖန်မှုအများဆုံးကတော့ဖော်ရက်တင်းရဲ့အသက်သွေးကြောဖြစ်သလိုတရားဒီမှာဖော်ရက်ကိုတမ်းမစင်းရအောင်ထမ်းတင်ပေးနေတဲ့မော်ဂန်ကစ်ဝိုက်ကိုချန်လက်ခဲ့တာပါကစ်ဝိုက်ရဲ့စူးစမ်းမှုကကဘာဖလားမှာရွေးချယ်ခံရတင်ပါတယ်ကစ်ဝိုက်ဟာတရားဒီမှာဖော်ရက်တင်းနဲ့အတူပြိုင်ပွဲစုံ52ပွဲကစားထားပြီး19ဂိုးတွင်9ဂိုးဖန်တီးပေးထားသူပါတွင်ဂိုးတွေကိုကြည့်မလားကစားသမားရဲ့စွမ်းဆောင်ရည်ကိုကြည့်မလားကစ်ဝိုက်ဟာလုံးဝကိုချန်မထားတဲ့ကစားသမားမျိုးပါပဲဒါပေမဲ့ဘလောက်ပဲစူးစမ်းနေပါစေတူချယ်ကတော့သူကြိုက်တဲ့ကစားသမားကိုသာဦးစားပေးရွေးချယ်သွားခဲ့ပါတယ်ဒါ့အပြင်တူချယ်ရွေးချယ်ခဲ့တဲ့အင်္ဂလန်ရဲ့လူစင်းမှာညာတောင်ပန်နေရာအတွက်ဆာကာနဲ့မာဒူကီကိုရွေးချယ်ခဲ့တာပါဆာကာဟာရွေးချယ်ခံရမှုထိုက်တန်တဲ့သူဆိုပေမဲ့မာဒူကီကတော့ကဘာဖလားမှာရွေးချယ်ခံရလောက်တဲ့အထိထိုက်တန်မှုမရှိသေးပါဘူးဒီနေ့ပေါ်လုံးရှာဒီမှာမာဒူကီထက်ပိုပြီးထိုက်တန်တဲ့သူကဝက်ဆန်တဲ့ကစားသမားဘိုဝင်ပါဒီဟာဒီမှာဘိုဝင်ဟာဝက်ဆန်ကိုတန်းစင်းဆောင်ကနေလွတ်ဖို့ရာထပ်နေပေးနေတဲ့ကစားသမားဖြစ်ပြီးမာဒူကီထက်ပိုပြီးအလုံးလုံးပြထားတဲ့ကစားသမားဖြစ်ပါတယ်ဒီလိုကစားသမားမျိုးကိုချန်လက်ပြီးမာဒူကီကိုရွေးချယ်ခဲ့တာဟာဘိုဝင်ဘက်ကကြည့်ရင်လည်းသူစူးစမ်းခဲ့ပေမဲ့ရွေးချယ်မခံရလို့စိတ်ပြတ်နေမှာအမှန်ပါပဲ Sky Sport လိုနာမည်ကြီးသတင်းဌာနကတော့မာဒူကီကိုတူချယ်ရွေးချယ်ခဲ့တာဟာအင်္ဂလန်ရဲ့ကစားကွက်မှာပိုပြီးအမွေခွင့်ကြဖြစ်မဲ့သူကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းရှင်းပြသွားခဲ့ပါတယ်ဘယ်လိုပဲဖြစ်နေပါစေဒီနေ့ကမ္ဘာဖလားမှာနိုင်ငံအသင်းမှရွေးချယ်ခံရလောက်တဲ့အထိခြေစွမ်းပြထားပြီးမှရွေးချယ်မခံရတဲ့ကစားသမားတွေတော်တော်လေးစိတ်ပြတ်သွားမှာမှန်ပါပဲ